โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ PK Mindset Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါကျွန်တော်လေးပြပေးသွားမယ့်ဗီဒီယိုလေးကတော့ Subtly နဲ့သက်ဆိုင်တဲ့အကြောင်းလေးကိုကျွန်တော်အနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာโอเคပထမဆုံးအနေနဲ့ကတော့ Subtly ဆိုတာပါ Subtly ဆိုတာတော့ကိုယ်ယုံကြည်မှုကြီးတယ်ဆိုတာကိုယ်ယုံကြည်မှုကြီးတယ်ဆိုတာတော့ဘယ်လိုပဲဖြစ်ဖြစ်ဘယ်အရာရာပဲဖြစ်ဖြစ်မမြင်ရတဲ့အနာဂတ်တွေကိုရင်ဆိုင်ကျော်လွှားနိုင်တဲ့အရာကို Subtly ရှိတယ်လို့ပြောပါတယ်အဓိကကတော့ရင်ဆိုင်ကျော်လွှားနိုင်တာပေါ့အဓိကကတော့ရင်ဆိုင်နိုင်တယ်နောက်တစ်ချက်အနေနဲ့ကတော့ဒါဟာတတိရှိတယ်လို့ပဲပြောလို့ရပါတယ်နောက်တစ်ခုအနေနဲ့ကတော့ဘယ်ရာကြီးပဲကြောက်ရွံ့မှုလုံးဝမရှိတော့ဖြစ်နိုင်တဲ့အနာဂတ်တွေကိုသင်ဟာလုံးဝမတွေးထားတဲ့နဲ့အကောင်းဆုံးဖြစ်ဖို့တဲ့အကောင်းဆုံးလုပ်ဖို့တွေးနိုင်တဲ့စွမ်းရည်ပဲလုပ်နိုင်တဲ့စွမ်းရည်ပဲဖြစ်ပါတယ်ခင်ဗျာโอเค Subtly ရှိခြင်းကဘယ်လိုကြိုးပမ်းမှုရှိလဲ Subtly ရှိခြင်းကျွန်တော်တို့ရဲ့လောက်တိုင်းတိုင်းကိုကျွန်တော်တို့ကတပြေးပြေးနဲ့အရာရာတိုင်းအောင်မြင်လုပ်နိုင်တာပဲမအောင်မြင်လို့ဆိုရင်တော့သင်ခန်းစာတွေအများကြီးယူနိုင်တာနဲ့ Subtly ရှိခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒါကတော့အကျိုးတရားမှုတွေပေါ့ကျွန်တော်တို့အဲ့ဒါဆိုရင် Subtly ရှိခြင်းဘယ်လိုဖြစ်အောင်လုပ်ဘယ်လိုရှိအောင်ဒီအချက်အတွက်ကျွန်တော်ကတော့အချက်9ချက်ပေါ့အချက်9ချက်ကိုကျွန်တော်မှတ်သားထားပါတယ်အဲ့ဒီအချက်9ချက်ကိုကျွန်တော်ပြောရပါမယ်နံပါတ်1ချက်ကကျွန်တော်တို့အသွင်ပြင်ဝင်ပြောနေတာအသွင်ပြင်မှာအသွင်ပြင်ဆိုတာကကျွန်တော်တို့ကခန္ဓာကိုယ်ရဲ့ body language ရောအကုန်လုံးကျွန်တော်ဆိုရဖြစ်ပါတယ်ပထမတစ်ချက်ကတော့ဒီကျွန်တော်တို့သပင်ပုံစံပြီးတော့ဒီကျွန်တော်တို့ရဲ့ဒီခန္ဓာကိုယ်ဝိစားခြင်းမှုပြီးတော့ကျွန်တော်တို့နေထိုင်သွားလာတဲ့ပုံစံလေးတွေကိုပြောနေတာပေါ့အသွင်ပြင်ဆိုတာတော့ဘာလို့ပုံစံလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီသပင်ပုံစံမှာထားပါတော့ကျွန်တော်တို့ရဲ့သပင်ပုံစံကကျွန်တော်တို့ကြိုက်နေတဲ့ပုံစံကျွန်တော်တို့စိတ်တိုင်းမကြတဲ့ပုံစံတစ်ခုဖြစ်နေလို့ရှိရင်ကိုဘယ်တော့မှယုံကြည်မှုရှိရမှာမဟုတ်ပါဘူးအသွင်ပြင်အင်ကြီးအသွင်ပြင်ဆိုဒီတိုင်းပါပဲသင်ဟာဒီအင်ကြီးနဲ့ဒီအင်ကြီးမကြိုက်ဘူးဒါကြီးမဝေ့ရှင်ဘူးဆိုလို့ရှိရင်ဒါကြီးကိုပြလိုက်ရတယ်ဆိုရင်သင်ဟာဘယ်လိုမှတော့Subtly ရရှိရမှာမဟုတ်ပါဘူးဒါကတော့ပထမတစ်ချက်အနေနဲ့တော့အသွင်ပြင်ကိုရန်ပြီးဆိုင်တင်ပါတယ်သင်ဟာတကူကူသွားရဖြစ်ဖြစ်ဘယ်သွားရဖြစ်အလုပ်တကူသွားရဖြစ်အဲ့ဒီအချိန်မှာသင်ဟာမှန်အောင်သိထားကြည့်ပြီးတော့ဆိုရင်ပုံစံနဲ့ပြင်နေပါလေခန္ဓာကိုယ်အချိုးအစားအကုန်လုံးနဲ့ပြင်နေပါလေတကယ်လို့ခန္ဓာကိုယ် body ကိုလုံးဝမချိုင်နေတာပြင်နေပါလေအဲ့လိုပြင်မှအတင် Subtly ကိုရှိနေမှာဖြစ်ပါတယ်ပြီးနောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ကကြိုတင်ပြင်ခြင်းပဲဖြစ်တယ်ဗျကြိုတင်ပြင်ခြင်းဆိုတာကျတော့ကျွန်တော်တို့ကအလုပ်တစ်ခုကိုလုပ်တော့မယ်အဲ့ဒီအလုပ်တစ်ခုကနေ့ရက်မှလုပ်မယ်တစ်ခါမှလုပ်မယ်တစ်ချိန်ချင်းမှအနာဂတ်မှာလုပ်တော့မယ်ဆိုရင်အဲ့ဒီအရာအတွက်ကျွန်တော်တို့ကကြိုတင်ပြင်ဒါဒီဥပမာကျွန်တော်တို့ကနောက်2မိနစ်ကြာလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်မယ်အဲ့ဒီအတွက်ကျွန်တော်တို့ကဘာတွေကိုလုပ်မလဲဆိုတော့ကောင်းနေမှာပဲကြိုတင်ပြင်ရဖြစ်ဖြစ်အပြင်မှာရှားကြီးပြင်ရဖြစ်အဲ့လိုမျိုးလုပ်နေပါလေအဓိကကျွန်တော်တို့ကမနေ့ပြန်မှာကျွန်တော်တို့ meeting တစ်ခုရှိတယ်အစည်းအဝေးတစ်ခုရှိတယ်အဲ့ဒီအစည်းအဝေးအတွက်လိုအပ်တဲ့အရာလေးတွေကိုကျွန်တော်တို့ကကြိုတင်ပြင်ထားမယ်ဆိုရင်အရာဟာအေးစင်းနဲ့အောင်မြင်သွားမှာဖြစ်ပါလေပြီးတော့အဲ့လိုလုပ်ခြင်းအပြင်ကျွန်တော်တို့ရဲ့ကြိုတင်မှုကလည်းတိုးတက်လာမှာဖြစ်ပါလေပြီးနံပါတ်3ချက်အနေနဲ့ကတော့ကျွန်တော်တို့က meditation လုပ်ခေါ်နေတာတရားထိုင်ခြင်းပေါ့တရားထိုင်ခြင်းကဘယ်လိုကြိုးတင်အောင်ရှိလဲဆိုတော့ဗျာကျွန်တော်တို့ကတရားထိုင်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့စိတ်ကငြိမ်းချမ်းသွားမယ်ကျွန်တော်တို့ရဲ့မကောင်းတဲ့စိတ်တွေတက်ရှင်းသွားမယ် focus တော်တော်များများထားနိုင်မယ်အဲ့လို focus ထားနိုင်ရင်အားဖြင့်ကျွန်တော်တို့ကအလုပ်တွေကိုပြီးလာမယ်အဲ့ဒီအလုပ်တွေကလည်းအောင်မြင်လာမယ်ပေါ့အဲ့လိုအောင်မြင်လာခြင်းအပြင်ကိုယ့်ကိုယ်ယုံကြည်မှာသူ့အလိုလေးကတက်လာမှာဖြစ်ပါတယ်ဒါကတော့တရားထိုင်ခြင်းပေါ့နောက်တစ်ချက်အနေနဲ့ကတော့ဒါ positive thought လေးကိုပြောပေးဖို့ပါ positive thought လေးဆိုတာမိမိကိုယ်ကိုပြောပေးဖို့အဓိကတော့ဒီမှာတော့ဒါ mindset နှမျိုးပေါ့ကျွန်တော်ကအခြေခံထားရဖြစ်ပါတယ်ပထမဆုံး mindset ကကျွန်တော်တို့ကဒါ growth mindset လို့ပေါ့လေနောက်တစ် mindset တစ်ခုကတော့ fit mindset growth mindset သမားတွေကကျွန်တော်တို့ကမကောင်းကိုတွေးတယ်ဒါပေမဲ့ကောင်းတဲ့ပုံစံမျိုးတွေးတာဖြစ်ပါတယ်အဓိကတော့ဘယ်လိုပုံစံမျိုးလဲဆိုတော့ဒီအတက်ပြင်တဲ့ကူကကျွန်တော်မတက်ဘူးဆိုတော့ကျွန်တော်မတက်သေးဘူးဆိုတဲ့အတွေ့အကြုံတွေးတာပါနောက်တစ်ချက်ဒီ fit mindset သမားတွေကကျွန်တော်မတက်ဘူးလို့တွေးတဲ့သူမျိုးဖြစ်ပါတယ်ဒါတော့ fit mindset နဲ့ growth mindset အဓိကတော့ growth mindset လို့ခေါ်ရအောင်ရှင်းရင် positive thought လေးပြောပြပါနိုင်ငံမှာဖြစ်ဖြစ်ညာဘက်မှာဖြစ်ဖြစ် positive thought video လေးတွေလည်းရှိပါတယ်အဲ့ဒီ video လေးကိုလည်းဒါကျွန်တော်တို့ကြိုက်တဲ့နေရာမှာရှာလို့ရပါတယ် positive လေးပြီးတော့အဲ့ဒါကြည့်နေကြလို့နေမှာခွင့်ပြီးနားထောင်တာရှိဒါမှမဟုတ်ကိုယ်တိုင်ပြန်ပြီးတော့မှန်ကြည့်ပြီးတော့ပြန်ပြောရဖြစ်တယ်ဒီຢာတွေကဒါတကယ်ကိုဒါ Subtly ရှိနေပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ဒါအေးရောအေးရပါမယ်အေးရောအေးတာနဲ့ပါဆိုင်လို့လဲလို့မေးမယ်ဆိုရင်တော့တိတ်တော့မဆိုင်ပါဘူးဒါပေမဲ့နည်းနည်းအနည်းငယ်လေးသက်ဆိုင်ပါလေအေးရောအေးလိုက်ရင်လည်းကျွန်တော်တို့က focus တွေပို့ထားနိုင်တာပဲအုံနောက်ကိုအနားယူပြည့်စုံတဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့လုပ်တဲ့အလုပ်တိုင်းမှာကျွန်တော်တို့ကပို့ပြီးတော့ယုံကြည်မှုရှိလာမယ်ပို့ပြီးတော့အာရုံစူးစိုက်မှုရှိလာမယ်အားကြရင်တော့ကျွန်တော်တို့ပို့ပြီးအောင်မြင်လာမယ်ပေါ့ဗျာโอเคအဲ့ဒါဆိုတော့နောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့တွေကစကေးတစ်ခုကိုတင်တက်မြောက်တာစကေးတစ်ခုကိုတင်တက်မြောက်ထားတယ်ပါဆိုင်လို့လဲဆိုတော့ကျွန်တော်တို့ကစကေးတစ်ခုကိုတင်တက်မြောက်ထားမယ်ဆိုလို့ရှိရင်တခြားဘေးလူတွေကသူဟာဒီစကေးတက်တဲ့ဓာတ်တက်တယ်ဆိုတော့တင်ကိုလာပြောမယ်တင်ငယ်ချင်းဖြစ်တော့ပဲငါလည်းဓာတ်တွေတက်တာပဲဆိုအတွေးတစ်ခု
ဝင်သွားအောင်လို့ပါဒီကတော့ fit mindset ဘက်ကိုမရောက်သွားလို့က grow mindset ဘက်ကိုရောက်သွားအောင်လို့တကယ်တခုကိုသင်ခိုင်းတာဖြစ်ပါတယ်ငါဒါတွေပါလုံနိုင်ခဲ့ပြီငါဒါတွေပါတတ်သွားနိုင်ခဲ့ပြီပဲဆိုပြီးအတွေးမျိုးလေးရှိအောင်လို့ပါနောက်တစ်ခုအနေနဲ့ကတော့ဒါကတော့ကျွန်တော်တို့နောက်ဆုံးအနေနဲ့ပေါ့နောက်ဆုံးအနေနဲ့ကတော့ discipline လို့ခေါ်တယ်စီကံရှိခြင်းဖြစ်ပါတယ်စီကံရှိခြင်းကကြတော့လူတစ်ယောက်ရဲ့စိတ်ကိုလည်း confidence ရှိနေတယ် confidence ရှိစေရုံကမကပဲနဲ့သင်ရဲ့ဘဝလည်းနည်းနည်းအောင်မြင်မှုရှိမယ်အမြင်နဲ့ပြောလို့ရှိရင်လည်းတက်တန်းနေရတယ် confidence ရှိခြင်းကတော့ဒါ discipline ရှိရင်လည်းအရင်ကိုအရေးကြီးတဲ့သက်ဆိုင်တယ်ပေါ့ဒါတော့ကျွန်တော်ပြောပြပေးသွားတဲ့ချက်ခုနှစ်ကျော်ပြန်ပြီးခြုံငုံပြောရမယ်ဆိုရင်ပထမတစ်ချက်အသွင်ပြင်ပြင်မှာအသွင်ပြင်ကအင်ကြီးလေးစပင်းနဲ့အဲ့ဒါတွေအတွက်အချိန်တော်တော်လေးပေးပြီးပြင်ကျွန်တော်ကတော့ပြည့်ပေးနေတယ်ပေါ့ဒုတိယချက်ဒုတိယအနေနဲ့ဒါကတော့ဒီကျူတင်ပြင်ကျူတင်ပြင်မျိုးသုံးတင်ပါတယ်တတိယတစ်ချက်အနေနဲ့ကတော့ဒါကျွန်တော်တို့ဒါအေးဝါအေးရမယ်ပေါ့အေးဝါတတိယချက်ကတော့ဒါ meditation တရားထိုင်ရမယ်တရားထိုင်ရရင် focus တွေပုံပြီးလာမယ်မကောင်းတဲ့စိတ်တွေကိုရှင်းလင်းလာမယ်ပေါ့နောက်တစ်ချက်တစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ကတော့ဒါကတော့ fit mindset grow mindset လို့ဟိုအခြေခံထားတဲ့ဒါကတော့ negative thinking တွေမှာပြောပဲနဲ့ negative thinking တွေမှာတွေးပဲမပြောပဲနဲ့ positive thought လေးတွေကိုကိုယ်တိုင်ပြန်ပြောပေးဖို့နားထောင်ပေးဖို့လောက်ခိုင်းရမယ်ဒါလေးချိန်ခံလေးပေါ့ဗျာနောက်တစ်ချက်အနေမှာတော့ဒါဒီသမားချက်ပေါ့ဒီဒီသမားတစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့က AOR မှာကိုယ်တိုင်ထားနိုင်လာမယ် okay ပြီးတော့စရမချက်နေရာစကေးတစ်ခုကိုညှောထားပါမယ်စရမချက်ပြီးတော့ညတော့နောက်ဆုံးတစ်ချက်ကတော့ဒါကိုပဲမြင်ထားမယ်ပြီးတော့နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ဒါကျွန်တော် discipline ဖြစ်တဲ့စီကံရှိခြင်းလို့ပြောချင်ပါတယ် okay ဒါကတော့ကျွန်တော်ပြောပြပေးသွားတဲ့ဒါကို sample ရှိတယ်လို့အတွက်၄ချိန်က9ခုလည်းပြောလို့ရတယ်လို့အကျက်9ခုလည်းပြောလို့ရပါတယ်ခင်ဗျာ okay ဒီ9လေးလည်းလူချင်းမျိုးလည်းကျိုင်းနေတတ်ကြမယ်လို့ထင်ပါတယ်နောက်နေ့မှာဒီ9ခုကိုလောက်နေပြီကိုယုံကြည်မှုတွေပုံပြီးမှလာတယ်ကျွန်တော်စုံမကောင်းတော့ပဲကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲတကယ်လို့ကျွန်တော်ဗီဒီယိုကိုဝေဖန်ရလေးရှိရင်လိုအပ်တာလေးရှိရင်အောက်က comment မှာပြောပြပေးလို့ရပါတယ်ခင်ဗျာတကယ်နောက်ထပ်တခြားပုတ်လေးဗီဒီယိုတင်နေခြင်းလို့ရှိရင်လည်းဘယ်လိုမျိုးလေးတင်တာဘယ်လိုမျိုးလေးတည်ကျင်ကြအောင်လဲကျွန်တော်ဟိုအောက်မှာပြောပြပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်